စိတ်ညစ်တယ်ဆိုပြီးတချို့ညည်းကြတာရှိတယ်စိတ်ကဘာလို့ညစ်တာတော့အငြိအကျေးတွေနဲ့ပေါင်းပြီးလို့စိတ်ကညစ်သွားတာအလိုဆန္ဒဆိုတာစိတ်ရဲ့အငြိအကျေးပဲမကျေနပ်မှုဆိုတာစိတ်ရဲ့အငြိအကျေးပဲတူဝေမိုင်မဲမှုဆိုတာလည်းစိတ်ရဲ့အငြိအကျေးပဲဒါကြောင့်မြတ်စွာဘုရားကတယောမေဘိက္ခဝေအန္တရာမလာလောဘဒေါသမောဟဆိုတဲ့ဒီတရားသုံးပါးဟာအန္တရာမလာစိတ်ရဲ့အငြိအကျေးဖြစ်တယ်တဲ့အဲ့ဒါစိတ်ညစ်တယ်ဆိုတာအဲ့ဒီတရားတွေကြောင့်စိတ်ညစ်ရတယ်ဒါလောဘဒေါသမောဟဆိုတာစိတ်ရဲ့အငြိအကျေးတင်လားဆိုတော့မကဘူးတဲ့အန္တရာအမိတ္တစိတ်ရဲ့မိတ်ဆွေပြက်လည်းဖြစ်တယ်တဲ့စိတ်ရဲ့အကျိုးမဲ့ကိုနောက်ွယ်ကနေဖန်တီးမဲ့မိတ်ဆွေရောင်ဆောင်းနေတဲ့ရန်သူပေါ့နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့မိတ်ဆွေပြက်လောဘဒေါသမောဟဆိုတာစိတ်ရဲ့မိတ်ဆွေပြက်ပါတဲ့ဒါရင်လားအကာစီကိုအန္တရာတပ္ပတ္တလောဘဒေါသမောဟဆိုတာစိတ်ရဲ့ရန်သူလည်းဖြစ်တယ်တဲ့အတ္တိလည်းမဲ့နှိမ့်ဆက်မဲ့နှောင့်ယှက်မဲ့ဒုက္ခရောက်အောင်ဆင်းရဲအောင်အမျိုးမျိုးဖန်တီးလိမ့်မယ်ဒီလိုဆန္ဒတွေမကျေနပ်မှုတွေတွေးမိုင်မဲမှုတွေဆိုတာစိတ်ကိုအမြဲတမ်းဆင်းရဲအောင်နှိမ့်ဆက်တဲ့အတွက်ကြောင့်စိတ်ရဲ့ရန်သူတွေဖြစ်တယ်တဲ့ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ခါအားလျော်စွာစိတ်ဆင်းရဲလိုက်တာလို့ညည်းရတာရှိတယ်စိတ်ကအလကားဆင်းရဲတာမဟုတ်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တဲ့အရာတွေရောက်ဒီစိတ်ကဆင်းရဲသွားတာဒါကြောင့်ထီတာကိုတည်နေတဲ့အချိန်မှာဒီလောဘဒေါသမောဟဆိုတဲ့စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်မဲ့အရာတွေမရှိတဲ့အတွက်ကြောင့်စိတ်ကလေးချမ်းသာတယ်ဆိုတာဖြစ်လာတယ်ဒါကြောင့်စိတ်ရဲ့အညစ်အကြေးတွေမပေးကြံရလေအောင်စိတ်ရဲ့မိတ်ဆွေပြည့်တွေနဲ့ဒီစိတ်မပေါင်းမိလေအောင်စိတ်ရဲ့ရန်သူတွေရဲ့နှိမ့်ဆက်တာကိုမခံရလေအောင်ပရိဒါပြီးတော့နေရတယ်လောဘဒေါသမောဟဆိုတာဆိုးတဲ့ဘက်မှာဒီလောက်တင်ဆိုးတာမဟုတ်ဘူးတဲ့နောက်ထပ်ကြံသေးတယ်အန္တရာဝဒကစိတ်ရဲ့သူတသမားလည်းဖြစ်တယ်တဲ့စိတ်ကိုဖျက်ဆီးအောင်ဖျက်ဆီးမဲ့စိတ်ရဲ့သူတသမားတဲ့အလိုဆန္ဒတွေမကျေနပ်မှုတွေမိုက်မဲမှုတွေဆိုတာစိတ်ကိုအသေးသက်မဲ့စိတ်ရဲ့သူတသမားလို့တောင်မြတ်စွာဘုရားဟောတယ်နောက်အန္တရာပစ္စတိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားတွေလည်းဖြစ်တယ်တဲ့စိတ်ကဒါဖြစ်ခြင်းနဲ့ဆိုရင်သူကဟိုဟာဖြစ်အောင်လုပ်မယ်စိတ်ကချမ်းသာခြင်းနဲ့ဆိုရင်လောဘဒေါသမောဟကဆင်းရဲအောင်လုပ်မယ်စိတ်ကရှင်းခြင်းနဲ့ဆိုရင်လောဘဒေါသမောဟကရှုပ်အောင်လုပ်မယ်စိတ်ကအေးခြင်းနဲ့ဆိုရင်လောဘဒေါသမောဟကပူအောင်လုပ်မယ်စိတ်ဖြစ်ခြင်းတာကိုအားလုံးဆန့်ကျင်ပြီးတော့ပဲလုပ်တယ်တဲ့ဒါကြောင့်လောဘဒေါသမောဟကိုအန္တရာပစ္စတိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားများလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါလို့ဆိုးသွမ်းတဲ့တရားတွေကိုမိမိစိတ်ထဲမဝင်ရအောင်မရောက်ရအောင်ထိမှုသဘောရဲ့ပုံမှာဒလဇတ်တတိထားပြီးတော့နေကြရတာလောဘဒေါသမောဟဆိုတာအခု၅ချက်တောင်ပြောခဲ့တယ်အန္တရာမလာစိတ်ရဲ့အငြိအကျေးအန္တရာအမိတ္တစိတ်ရဲ့မိတ်ဆွေပြက်အန္တရာတပ္ပတ္တစိတ်ရဲ့ရန်သူအန္တရာပစ္စတိကအန္တရာဝရကစိတ်ရဲ့သူတသမားအန္တရာပစ္စတိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားတဲ့အဲ့ဒီလိုဆိုးသွမ်းတဲ့တရားတွေဒီစိတ်ကိုဝင်ပြီးတော့ညစ်အောင်ဆင်းရဲအောင်ပေးချမ်းအောင်မလုံးနိုင်ဖို့အတွက်တတိနဲ့ဒီစိတ်ကိုကာကွယ်ဆောင်ရှောက်ရတာညစ်အောင်လုံးမဲ့အရာတွေမရှိတော့စိတ်ကလေးဖြူတယ်ပေါ့ဆင်းရဲအောင်နှိမ့်ဆက်မဲ့အရာတွေမရှိတော့စိတ်ကလေးချမ်းသာတယ်ပေါ့စိတ်ကိုပူလောင်အောင်ရှုမြိုက်မဲ့အရာတွေမရှိလို့စိတ်ကလေးအေးချမ်းတယ်ပေါ့ဒါကြောင့်ထိမှုသဘောကိုဒလဇတ်တတိထားနေတဲ့မြင့်မြတ်တဲ့လုပ်ငန်းကိုကြိုးစားတိုင်းကိုယ်စိတ်ကိုချမ်းသာအောင်လုပ်နေတာကိုယ်စိတ်ကိုအေးချမ်းအောင်လုပ်နေတာကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားတာဒီတတိထားတဲ့လုပ်ငန်းစဉ်ကလွဲလို့စိတ်ကိုဖြူစင်အောင်လုပ်တဲ့နည်းစိတ်ကိုချမ်းသာအောင်လုပ်တဲ့နည်းစိတ်ကိုအေးချမ်းအောင်လုပ်တဲ့နည်းဆိုတာမရှိပါဘူး
ဒါကြောင့်အလွန်မြင့်မြတ်တဲ့ကျင့်စဉ်ကိုကျင့်နေတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားထွက်လေထွက်တိုင်းထီတယ်ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားဒီလိုတတိထားခြင်းဟာဒီစိတ်ကိုမစင်းရဲအောင်ရှုစင်းအောင်ရန်သူတွေအညစ်အကြေးတွေမဝင်အောင်ကာကွယ်ဆောင်ရှောက်နေတာဒါကြောင့်မြတ်စွာဘုရားကသူတို့တန်သူနိပုဏ္ဏယထာကာမနိပါတိနံစိတ်တံရခေထမေရာဝီစိတ်တံဂௌတံဒုက္ခဝဟံလို့ဒီလိုဟောတာပေါ့သူတို့တန်အလွန်မြင်နိုင်ခဲ့တဲ့သဘောရှိတဲ့သူနိပုဏ္ဏအလွန်နူးညံ့သိမ်မွေ့တဲ့ယထာကာမနိပါဒနာစီမရှိကံမရှိဗယံမရာရောက်ချင်ရာကိုရောက်သွားတဲ့သဘောရှိတဲ့စိတ်တံစိတ်ကိုမေရာဝီကြောင်းကျိုးမြင်သည့်ပညာရှိသည်ရခေထတတိတရားဖြင့်စောင့်ရှောက်ရ၏ဂௌတံစောင့်ရှောက်လို့လုံခြုံတဲ့စိတ်တံစိတ်သည်ဒုက္ခဝဟံအမျိုးမျိုးသောချမ်းသာဒုက္ခကိုပေးလိမ့်မယ်